ဒါကတော့မနက်တုန်းကပေါ့နော်မနက်တုန်းကတင်ပေးတဲ့ hematological drug groups ပေါ့နော်သွေးနဲ့ပတ်သက်တဲ့ဆေးဝါးအုပ်စုတွေအကြောင်းကိုတင်ပေးပြီးတော့ဒါ medical terms ပေါ့နော်သွေးနဲ့ပတ်သက်တဲ့ medical terms အစုကိုဖော်ပြပေးခြင်းရှင်းပြပေးခြင်းဖြစ်ပါတယ်။မဆိုရင် RBC WBC platelet ပေါ့နော်ဒါလေးပါတယ်။ blood ဆိုတာကသွေးပေါ့နော် blood ဆိုတာသွေး bleeding ဆိုတာကသွေးထွက်တာပေါ့နော် blood ဆိုတာသွေး bleeding ကသွေးထွက်တာhematology ဆိုတာ logy ဆိုတာကပညာရဲ့ပေါ့နော်သွေးနဲ့ပတ်သက်တာလေ့လာသွေးဆိုင်ရာပညာရဲ့ hematology hemoglobin ဆိုတာကဒီသွေးနေဦးပေါ့နော် RBC ထဲမှာရှိတဲ့အောက်ဆီဂျင်သက်ဆောင်ပေးတဲ့ protein ပေါ့နော်သွေးနေဦးထဲမှာရှိတဲ့အောက်ဆီဂျင်သက်ဆောင်ပေးတဲ့ protein ကို hemoglobin လို့ခေါ်ပါတယ် red blood cell ဆိုတာသွေးနေအောက်ဆီဂျင်သက်ဆောင်တဲ့သွေး cell ပေါ့နော်သွေးနေဦးလို့လည်းခေါ်တာနော် red blood cell မျိုးသားတွေမှာဆိုရင်ပုံမှန်ကတော့ 4.7 to 6.1 million per microliter အတွင်းပေါ့နော်ရှိတယ်မျိုးသမီးတွေဆို 4.2 to 5.4 million per microliter အဲ့ဒီအတွင်းမှာရှိတယ်ပေါ့နော် normal range anemia ဆိုတာသွေးရနေတာ white blood cell ဆိုတာကဒီယောဂကာကွယ်ဖို့အရေးကြီးတဲ့ cell ပေါ့နော်သွေးဖြူဟိုလိုလည်းခေါ်တယ်ပေါ့4000နဲ့11000 microliter of blood ပေါ့နော်အဲ့မှာရှိတယ် leukemia သွေးကင်ဆာ leukemia သွေးကင်ဆာ platelet ဆိုတာသွေးခဲစေတဲ့ cell fragment ပေါ့နော် antiplatelet drug ဆိုတာဒီမနေ့တုန်းကပြောတဲ့ antiplatelet drug ဆိုတာဒီသွေးခဲစေတဲ့ cell fragment တွေမစုအောင်လို့ aggregate ပေါ့နော်မစုအောင်လို့ကာကွယ်ပေးတယ်လှုပ်ဆောင်ပေးတာ antiplatelet drugs ပေါ့နော်ဒီဆေးအုပ်စုတွေကဒါမျိုးရှိ platelet ဆိုတာသွေးခဲစေတဲ့ cell fragment ပေါ့နော် polycythemia ဆိုတာ RBC များတာပေါ့နော်များတဲ့ယောဂ RBC လွန်ကဲတာအချိန်thrombosis ဆိုတာသွေးခဲပိတ်ဆို့တာပေါ့နော် thrombosis ဆိုတာသွေးခဲပဲဒီ thrombosis အကြောင်းကိုကျွန်တော် slide နဲ့တည်တံထပ်တင်ပေးသွားပါမယ်နော် thrombosis သွေးခဲပိတ်ဆို့ခြင်း hemorrhage ဆိုတာသွေးထွက်တာပေါ့နော် bleeding ဆိုတာလည်းသွေးထွက်တာပေါ့နော် hemorrhage ဆိုတာသွေးထွက်တာ သွေးထွက်တာ coagulation သွေးခဲခြင်း anticoagulant drug ဆိုတာရှေ့မှာမနက်တော့တင်ပေးထားတယ်နော် anticoagulant drug တာသွေးခဲခြင်းကိုကာကွယ်ပေးတယ်သွေးခဲတွေကိုခြေဖြတ်ပေးတဲ့ဆေးပေါ့နော် anticoagulant coagulation ဆိုတာသွေးခဲခြင်းပေါ့နော် anti ဆိုတာကဒါစန့်ကျင်တာကာကွယ် against ပေါ့နော် coagulation သွေးခဲခြင်း leukopenia ဆိုတာ WBC အားနေတာပေါ့နော် WBC နေတာ white blood cell နေတာ leukopenia thrombocytopenia ဆိုတာ platelet နေတာ platelet ဆိုတာခုနအပေါ်ကပြောသလိုပဲသွေးခဲဖြစ်စေတယ်သွေးခဲခြင်းဖြစ်စေတယ် cell fragment ပေါ့နော်အဲ့ platelet နေတာ erythrocyte red blood cell သွေးနေဦး leukocyte white blood cell သွေးဖြူဖြစ်ပါတယ်အခုက bone marrow ဆိုတာ urine ချင်စီပေါ့နော်ဘာလို့လုပ်ပြီးလဲဆိုရင် blood cell protection သွေး cell တွေထုတ်ပေးတယ် immune defense support ကိုယ်ခံအားစနစ်ကို support အထောက်ပံ့ပေးတယ် RBC WBC platelet protection ထုတ်ပေးတယ်ပေါ့နော်သွေးဖြူသွေးနု platelet တွေကိုထုတ်ပေးတယ်ပေါ့နော် stem cell ထုတ်ပေးတယ်ပြောချင်တာ storage of iron and fat တန်ထက်နဲ့ fat အဆီကို storage တူလောင်ပေးတယ်ဘုံမယ်urine ချင်စီပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်သင်ခန်းစာတွေတော့ like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ် thanks a lot